စစ်သူကြီးဟာဒဏ်ရာအပြင်းထန်ရနေတဲ့အမျိုးသမီးတယောက်ကိုကယ်တင်ခဲ့ပါတယ်။သူကသူမကိုတောင်ပေါ်ဓမြတယောက်ရဲ့ဇနီးလို့အထင်မှားနေခဲ့တာပါ။ဒါပေမဲ့အမျိုးသမီးကစစ်သူကြီးစီမှာရှိတဲ့အမွှေးနံ့တာအိတ်ကလေးကိုလှမ်းမြင်လိုက်တဲ့အခါသူမရဲ့ခင်ပွန်းကိုပေးထားခဲ့ဘူးတဲ့အမတ်သားဖြစ်နေတာကြောင့်စစ်သူကြီးကိုသူမရဲ့ခင်ပွန်းအစ်စ်လို့အထင်မှားသွားပါတော့တယ်။တောင်ပေါ်ဓမြတွေရဲ့သတင်းအချက်လက်ကိုစုံစမ်းဖို့အတွက်စစ်သူကြီးဟာကျင်နာတတ်တဲ့ခင်ပွန်းတယောက်ဖြစ်ဟန်ဆောင်ခဲ့ပါတယ်။သူဟာအင်ကြီးတစ်လုံးဝယ်ပြီးသူမကိုစောက်ရှောက်ဖို့အိမ်တော်ထိန်းတယောက်ကိုလည်းငှားရမ်းပေးခဲ့ပါတယ်။အမျိုးသမီးကတော့ရေထဲပြုတ်ကျပြီးကလေးကအတိတ်မိနေတာကြောင့်သူမရဲ့ခင်ပွန်းဟာကြွေထဲကုန်တဲ့တယောက်လိုပဲမှတ်မိနေခဲ့ပါတယ်။သူမဟာသူမရဲ့ကိုယ်ပိုင်စုဆောင်းငွေတွေကိုတောင်စစ်သူကြီးလက်ထဲအပ်ပြီးဆိုင်ကန်းတစ်နှခမ်းဝယ်ဖို့ပြောခဲ့ပါတယ်။အဲ့ဒီညမှာတော့သစိမ်းတယောက်ဖြစ်နေတဲ့စစ်သူကြီးနဲ့ကတင်တစ်ခုထဲမှာအတူအိပ်ဖို့အတွက်သူမဟာအကြာကြီးဝေခွဲမရဖြစ်နေခဲ့ပါတယ်။စစ်သူကြီးကလည်းစိတ်ကမ်းမှာရှိတဲ့ကုန်စည်တက်တာတွေကိုတွားစစ်ဆေးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့အဲ့ဒီနေရခတ်တဲ့အခြေအနေကနေရှောင်ထွက်ခဲ့ပါတယ်။မထွက်ခွာခင်မှာအမျိုးသမီးကသူမကိုယ်တိုင်လက်နဲ့ပန်းထိုးထားတဲ့ဝိယုံတစ်ထည်ကိုသူ့ကိုပေးခဲ့ပါတယ်။မထင်မှတ်ပဲသူမဟာဝိယုံကျိုးကိုသူ့လက်ပင်မှာအပြင်းပြင်းနဲ့ဆွဲကြည့်မိသွားတာကြောင့်စစ်သူကြီးကသူမတိတ်ပြန်တရိယာသွားပြီးအထင်နဲ့လက်ကိုဖမ်းဆွဲလိုက်ပါတယ်။အမျိုးသမီးကတော့ဒါဟာတိုင်းပညာသင်ယူခဲ့စဉ်ကအကျင့်ဖြစ်သွားတာလို့အလောတကြီးရှင်းပြခဲ့ပါတယ်။နောက်ပိုင်းမှာအမျိုးသမီးဟာဆိုင်ကန်းလိုက်ရှာဖို့အပြင်ထွက်ရင်းချမ်းသာတဲ့အမျိုးသားတယောက်ရဲ့အတင်းအကျပ်သိမ့်ပိုက်ခြင်းကိုခံရမဲ့ပေးနဲ့ကြုံခဲ့ရပါတယ်။ဒါပေမဲ့သူမဟာတည်ငြိမ်စွာနဲ့ပဲသူတို့နောက်ကိုတိတ်ဆိတ်တဲ့လမ်းကြားတဲ့အထိလိုက်သွားပြီးနောက်လက်နက်နဲ့သူ့လက်ပင်ကိုထောက်ကနောက်လိုက်တွေကိုမောင်းထုတ်လိုက်ပါတယ်။ဒီသတင်းကစစ်သူကြီးစီရောက်သွားတဲ့အခါမှာတော့သူဟာအမျိုးသမီးကတမင်ဟန်ဆောင်နေတာဖြစ်နိုင်တယ်လို့တန်တရားဝင်လာပြီးကိုယ်တိုင်ကိုကြမေးမြန်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့သူတကားကိုတွန်းဖွင့်ပြီးဝင်သွားလိုက်တဲ့အချိန်မှာတော့ရေချိုးပြီးခါစားဖြစ်နေတဲ့သူမရဲ့ပုံရိပ်ကိုမထင်မှတ်ပဲမြင်တွေ့လိုက်ရပါတော့တယ်။